အောက်တော့မှာ coffee တောင်းရင်ချေးချင်တဲ့သူတွေအတွက်ဒီနေ့ coffee ဆိုင်လေးဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်အခုရောက်နေတာကတော့ Bandman ဆိုတဲ့ coffee ဆိုင်လေးပဲဖြစ်ပါတယ်สวัสดีค่ะ Cappuccino one please with a packet cup. Yeah, one cappuccino hot. ดูตั้งนี้จะ latte hot one cup Cappuccino one with a packet cup. ติ๊กปักกุเตวะมั้ยကျွန်တော်တို့ကချင်းမိုင်ကိုတော့ coffee မျိုးတော်ဆိုရင်တက်ပဲပြီးထားတာအဓိကဘာလို့လဲဆိုတော့ကိုနေတဲ့နေရာနေပြီးတော့ကော့ကန်ကားဆိုပြီးတော့လမ်းညိုးလမ်းထိုးကြည့်လိုက်အဲ့နာမှာ coffee တိုင်းရှိတယ်ဒါပေမဲ့ဘာရှားလဲဆိုလို့ရှိရင်သူကအော်ဒေါ်ထိုင်လို့ရပြီးတော့ဆက်လေးတောက်လို့ရတဲ့ဆိုင်ရှားတယ်ဒီဆိုင်မှာကအော်ဒေါ်လေးထိုင်လို့ရတယ်ပြီးတော့သူက smoking area မှာလည်းဆက်လေးတောက်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကတော့တော်တော်အဆင်ပြေတယ်ဒီဆိုင်မှာ coffee တစ်ခွက်ဆိုရင်တော့89ဘတ်လောက်ကျတယ်။ချင်းမိုင်မှာ coffee တစ်ခွက်ရဲ့ဈေးကဘတ်40ရာနေဘတ်80ကြားရှိတယ်။အဲ့တော့နည်းနည်းလေးများတယ်လို့တော့ပြောလို့ရတယ်ဆိုပေမဲ့ပေးရတဲ့ဈေးနဲ့ထိုင်ရတဲ့ခံစားချက်ဆိုင်ရဲ့ decoration ကတန်တယ်လို့တော့ပြောလို့ရတယ်။ ဒီဆိုင်လေးမှာက decoration ကအရန်မိုက်တယ်ပန်းတွေအများကြီးဆင်ထားလို့ဓာတ်ပုံရိုက်စရာနေရာတွေလည်းအများကြီးရှိတယ်ဒီဆိုင်မှာအဲ့လို decoration တွေကိုကြိုက်လို့ birthday party တွေ dinner party တွေလုပ်ချင်နေဆိုလို့ရှိရင်လည်းအဲ့ဒီလိုဝန်ဆောင်မှုတွေရတယ်โอเคဒီနေ့တော့လောက်ပဲနောက်ဗီဒီယိုမှာဆက်တွေ့